ဒီထဲထဲရောက်လာတဲ့ခါကျတော့တကူးတစ်ခါကြီးကျတော့တောင်တန်းကလာမပြင်းတော့ဘူးဒီလုံးနဲ့သားသမီးတွေကိုတော့တယောက်10တန်းစီတော့ကြောင်းထားနိုင်တယ်မိုးရင်းကြတော့လည်းလမ်းထိပ်ဈေးတန်းလေးမှသွားပြီးတော့သွားလှုပ်ရှားအောင်အခုထီးစိတ်တွေကိုလည်းမေးပြအောင်လေမ3တောင်းနဲ့အဲ့တော့ဘာလဲရလာပြတ်သွားပြန်မြင်ရတော့နာမည်ကဒေါ်ပူဟိုကထီးပြင်တာကတော့အနှစ်30လောက်ရှိတင်တာတော့ယောက်ျားစီယောက်ျားတည်းတင်တာအမျိုးသားရှိတော့ကသူကအိမ်မှာထီးဆင်တယ်ဆင်ပြီးတော့ချင်းတင်မောစိတ်တွေမှာလေတင်မောစိတ်တွေမှာသွားရောက်နေအဲ့တော့ထီးတစ်လက်မှာ200 250အဲ့ဒါပဲရတယ်အဲ့ခစ်တည်းလောက်လာမနေမဖြစ်တော့ဘဲနဲ့အရင်ကြီးငွေမလိုက်နိုင်တာနဲ့ပဲမရောင်းတော့ဘူးလို့ဆိုတော့ပြင်ဆိုင်ထွက်မယ်ဆိုတော့ပြင်တာအဲ့စပြင်တာနှစ်30လောက်ရှိအဲ့နှစ်30မတိုင်ခင်တော့အထီးဆင်ပြီးရောင်းတာပေါ့ဘယ်နေရာလဲဆိုတော့အဲ့လေယာ3လမ်းပေါ့အဲ့3လမ်းမှာစပြင်တာလေယာ5လမ်းကွာတာတော့တော်တော်ကွာတာအဲ့ကိုကလမ်းမနေတော့ဆိုလို့ရှိရင်တော့ဟိုဆိုင်ဖွင့်တာမဖွင့်တာရဲ့မဟုတ်ဘူးနေတူကလာပြီးတော့လိုအပ်တဲ့လူကလိုအပ်တယ်လို့လာအပ်နေတော့နေတိုင်းလိုထီးရတော့ပြင်နေရတာပေါ့ဒီထဲထဲရောက်လာတဲ့ခါကျတော့တကူးတစ်ခါကြီးကျတော့တောင်တန်းကလာမပြင်းတော့ဘူးလာမပြင်းတော့ဆိုတော့ပြင်းတဲ့လူမရှိသလောက်ဖြစ်နေအခုကဝန်းရင်းလောက်မှမိုးတွင်းမှာပဲပြန်လှုပ်ရှားရမှာမိုးတွင်းကြတော့လည်းလမ်းထိပ်ဈေးတန်းလေးမှသွားပြီးတော့သွားလှုပ်ရှားရမှာသူကတော့တချို့ဟိုကလားတွေပါလိုက်ပြင်တာတွေကတော့သူတို့ကဂိုင်းကျိုးတယ်ဆိုရင်ဂိုင်းဆက်တယ်အဲ့ဟိုတံပြားလေးနဲ့ကုတ်ပြီးတော့ဆက်ကြတယ်ဒါပေမဲ့အန်တီတို့ကျတော့ဆင်ရောင်းလာတဲ့လူဆိုတော့ဂိုင်းအတူကိုရှာပြီးတော့ဂိုင်းတူနဲ့လဲလိုက်တဲ့ခါကျတော့လဲပြီးသွားလို့ရှိရင်ဖွင့်ကြည့်လိုက်ရင်ထီးကဝယ်လာတဲ့ထီးပုံစံမျိုးပဲဖြစ်တယ်ဂိုင်းမဆက်ဘူးဂိုင်းလဲတယ်ဂိုင်းတူတော့ရှာပြီးလဲရပြတ်တာတော့ဂိုင်းတဂိုင်းကျိုးတယ်ဆိုရင်တော့1500ယူတယ်2ဂိုင်း3ဂိုင်းကျိုးတယ်ဆိုရင်တော့ကိုယ်ရှော့ယူတာပေါ့တစ်လက်လုံးလုံးအယိုးနဲ့အရွက်ပဲကောင်းတယ်ဂိုင်းတွေကောင်းတော့ဘူးဆိုလို့ရှိရင်4000လောက်ယူတယ်မနစ်ကတော့ဆိုရင်တော့ထီအဟောင်းလေးတွေပေါ့နော်ဟိုကအလုံးဆင်ပြီးတော့ရောင်းသေးတယ်ဒီနှစ်ကတော့ပစ္စည်းကဝယ်လို့ရမလားမရလားတော့မသိဘူးရရင်တော့ရောင်းပြမှာပါရောင်းပြရင်တော့6000 9000ဝန်းကျင်လောက်နဲ့ရောင်းမယ်အဲ့လိုရောင်းနိုင်တော့ပြင်မယ်အဲ့လိုမှမရဘူးဆိုရင်တော့ထီမရောင်းတော့ဘူးပေါ့ပြင်အောင်မဲ့တက်ပေါ့သားသမီးလေးတွေမှာ2ယောက်တော့တက်ညီးကအလုံးပေါင်း9ယောက်ရှိတယ်သားသမီးကသား4ယောက်ရှိတယ်သမီး1ယောက်ရှိတယ်သမီးကအပြိုကြီးကြီးဆုံးသားကအိမ်အောင်တဲ့2ယောက်ရှိတယ်လူပြို2ယောက်ရှိတယ်လူပြို2ယောက်ကတော့အဝေးမှာပေါ့ဒီလုံးနဲ့သားသမီးတွေကိုတော့တယောက်10တန်းစီတော့ကြောင်းထားနိုင်တယ်ကျန်တာတော့မရှိပါဘူးဟိုအတန်းသေးတာ2ယောက်လောက်ပဲရှိတယ်ကျန်တာတွေကတော့10တန်းနေပြီပဲတန်းသေးတာကျတော့သူတို့ဟိုဘယ်လိုပြောမလဲဆိုတော့ကျောင်းမနေခြင်းတော့ဆိုထွက်တဲ့လူလောက်ပဲဒီလိုကျောင်းနေခြင်းလေးဆိုရင်တော့ထားတာ10တန်းရောက်တယ်10တန်းထိရွယ်ကုန်ထားခဲ့တာသားသမီးကုန်10တန်းကြီးပဲဘွားတော့ပြင်တာပြူလာတော့ဒီတိုင်းမှာပဲသူရှိတော့ကလည်းသူကပထမတော့ကတော့ကိုရီမတက်ခင်တော့ကတော့သူကဥဆောင်ရွယ်လုပ်ပြီးတော့ပြင်နေတာကိုတက်တဲ့ခါကျသူကတိတ်ပြီးတော့မပြင်တော့ဘူးတိတ်မပြင်တော့ကိုပဲပြင်ရရုပ်ကင်စားနဲ့ဟိုလောက်ပေါ့4လခွဲယောဂတိတိရင်းကနေပြီးတော့4လခွဲပဲခံကီမိုတွေပါတွင်းနေတန်းလန်းနဲ့တည်တာ4ချိန်မြောက်ပေါ့4ချိန်မြောက်တွင်းပြီးသွားမှတည်တာလောက်ရတာလူပါပဲကွာတာတိတ်မရှိပါဘူး
ဒါပေမဲ့ဟိုနေရထိုင်ရတာကြတော့လေယောက်ျားမရှိဆိုတော့တမျိုးတော့အားငယ်ရတာပေါ့တစ်နှစ်တည်းမွေးစားတာဟိုကြောင်းသားလဲဈေးချက်ကလည်းကိုပဲဝယ်စားလဲကိုပဲကျန်တဲ့မီးတွေကတော့မကြည့်ရပါဘူးတားငယ်တုန်းကသမီးတစ်ယောက်သားတစ်ယောက်ရှိတယ်သူကသူ့ဘာသာသူ့အိမ်အောင်သူလုပ်တယ်ဆန်လေးပါလေးနည်းနည်းပွားရောင်းတယ်နောက်သူသားလူပြိုနှစ်ယောက်ကလည်းမေယူထောက်ပံ့တယ်ပြင်းနေရသေးတော့သူထွက်ပြီးတော့ပြင်မယ်အခုဟိုကလေဟိုနာသမီးပြောတဲ့ဈေးတန်းလေးလေအဲ့ဈေးတန်းလေးမှာထွက်မှာလောလောဆယ်ကအတက်လူတွေတော့ရှိတယ်အန်ဒီကအိမ်ကျင်းလို့မပြင်သေးဘူးလို့ပြောထားတယ်မပြင်သေးဘူးလို့ငါလက်ကုံကြီးမှာထွက်မယ်လို့အဲ့လိုပဲပြောထားမရှိမကောင်းတာရေဟိုမိုးတအားရွာလို့ရှိရင်တော့ခြေလက်တွေအေးတယ်အေးပြီးတော့ကတ်တာတွေပါဖြစ်တယ်ကတ်လို့ရှိရင်လက်ကဟိုထီးပြင်းတဲ့ပစ္စည်းတွေကင်လို့မရတော့နားပြီးတော့ဆေးလိမ့်နေဖက်ပြီးတော့ကောင်းမှပြန်လောက်ရလောက်ကိုလည်းတန်ရောတင်ဖြစ်နေတယ်ကိုပြင်းတဲ့လူတွေကလည်းအမအေးပြင်မအောင်ဒေါ်ကြီးလောက်ပါအောင်ဆိုကွာသူတို့ကအဲ့လိုပြောတာနဲ့ပဲကိုကပြင်ညင်းနေတာဒါပေမဲ့မျက်လုံးကတိတ်မကောင်းတော့နောက်နှစ်တည်းဆိုရင်တော့ပြင်နိုင်လားမပြင်နိုင်လားတော့မသိတော့ပါဘူးသမီးရကိုအတွက်ကြောင့်မို့သူများကမိုးလုံးလေးလုံးသွားရတယ်ဆိုတော့ဝင်းတာတာပေါ့ခီးဆိုတာမိုးရင်းရောက်လာရင်မရှိမဖြစ်အရာပဲလေလောက်ပါသွားတရားရှိလို့ပါအရေးကြီးလို့ပါဆိုလုပ်ပေးရလေရငါးလမ်းမှာထွက်မှာပါလို့ဒါပဲပါပြီးပါ